ကျင်နဲ့တင်ပေးမယ်သူငယ်တန်းတော့ကကျမကိုတင်ပေးတဲ့ဆရာမရှိတယ်နာမည်တော့မှန်းပြီးတော့ဟောတုတ်နဲ့ဆရာမမျက်နှာထဲမှာပုံပေါ်မျက်နှာလုံးအမှန်မြင်အမြဲတမ်းပြုံးနေအဲ့ဆရာမသူငယ်တန်းဆိုတာတော်တော်မငယ်ဘူးလားလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကလေနှစ်ပေါင်း30ခန့်ကကျမနှစ်ပေါင်း20ကျော်30ပေါ့နော်အဲ့ဆရာမကိုကျမနံပါတ်1အာရုံပြတယ်ကျမလက်ဦးဆရာဒါမိဘပြီးရင်လေကျမမိဘအိမ်ကထွက်ဒီဆရာမနံပါတ်1ဆရာမမေတူလားပါလားမသိပါဘူးမျက်နှာတော့ကောင်းကောင်းအောင်မှတ်မိတယ်နော်အဲ့ဒီဆရာမကိုအရင်ဆုံးမျက်လုံးထဲမှာမြင်တယ်ပြီးနောက်ဆုံးကျမတင်ခဲ့တဲ့ဆရာကိုထပ်မြင်တယ်နောက်ဆုံးကျမပညာပေးတဲ့ဆရာအခုဆိုလက်ရှိဆိုစီတီမိုကနောက်ဆုံးပေါ့ကျမတင်တဲ့တက်ထားတာအဲ့လိုမြင်လိုက်တော့ဟိုဥဝဲဘွားတင်တာနဲ့အခုအသက်ကြီးမှတင်တဲ့ဆရာကြီးဂျားတဲ့အကုန်လုံးရှုပ်လိုက်တာပေါ့အာယုံပြုတ်လိုက်တယ်မျက်လုံးထဲမှာ50ရောက်နောက် line ပေါ်မှာလည်းကျမလေးလာတဲ့ follow လုပ်တဲ့ page တွေရှိတယ်နိုင်ငံခြား page တွေအဲ့ဒီဆရာတွေလည်းအာယုံပြုတ်လို့ရတော့ပြုတ်ပြီးတော့မှကျမကတော့တာသဘောပေါက်လားရှင်ဝုံလို့လားသူများကတော့လို့မဟုတ်ဘူးနော်ဒါတခါဒါလေးနောက်ပို့ပေးပါလားရှင်ကျေးဇူးတင်ပါတယ်အပြောချင်တာကျမကိုကတော့တာတဲ့ဆရာရဲ့နံပါတ်1နော်ဒီဟာတွေဟိုဖြစ်ခင်မှာမျိုးလုံးထဲမှာခုနည်းနည်းပေါ်ကြည့်နော်ပေါ်ကြည့်ချက်ချင်းတစ်ခါကျမပေါ်ဘူးလေမေ့နေနော်ပေါ်ကြည့်ဘယ်လိုတွေရှိလဲဟိုဘွားမှာလက်ဦးဆရာတွေမမေ့ပါနဲ့မမဆိုတာဆိုရင်ဘယ်လောက်ကောင်းလဲအခုဆိုနော်သူဆရာကိုတောက်ကြောတဲ့ဟာလေးလေနော်ကိုဆရာတွေကကြောခံကြမှာပေါ့လူကိုယ်တိုင်မသွားနိုင်သေးတော့စိတ်နဲ့လှမ်းကြောဆရာကိုကြောတာသူ့မှာလည်းကိုစောင်းနဲ့ရှိရသိလိမ့်မယ်တတိမုတ်တနည်းနဲ့ပြန်တွေးကြလိမ့်မယ်အဆင်ပြေကြလိမ့်မယ်နော်ဘေးနားမှာမိဘရှိပြီးတော့ရှင်တန်းတဲ့တာသမီနဲ့မိဘမရှိတဲ့တာသမီနဲ့တူလားပြောချင်တာအမိုးကာကြီးလေဆရာဆိုလည်းအမိုးကာကြီးပဲဆရာတွေဘေးနားမှာအမမှန်ထောက်ပြတဲ့အခါကျကိုပွားလေးကမြင်တိုးတက်တာပေါ့ကိုတယောက်တည်းတွေးခေါ်နေသွားတော့တဲ့ဆရာရှိဖုန်းလန်းဆက်လိုက်ရုံပဲဆရာကူညီပါအောင်ဆရာမကူညီပါအောင်ဆိုရင်မြင်တိုးတက်တာပေါ့2နှစ်နေရာမှာ1နှစ်နဲ့ပြီးသွားတာပေါ့ရှင်ကျမမာစင်နာကခက်ခဲရင်တတိယပေးပါပြန်ပြောပါခက်ခဲရင်တတိယပေးပါအရန်ခက်ခဲရင်ပိုတတိယပေးပါအရန်ခက်ခဲရင်ပိုတတိယပေးပါအားခက်ခဲပြန်လာပေးပါအားခက်ခဲရင်ပြန်လာပေးပါလမ်းစိတ်လည်းထုတ်ပေးမယ်ထမင်းလည်းကျွေးမယ်ရမလားနေစရာလည်းပေးမယ်အပိုပြောနေရမဟုတ်ဘူးနော်နိုင်တယ်လို့အစွမ်းကုန်ကျမဘက်ကလက်ရည်သွေးလို့ရတာသွေးပေးလိုက်မယ်ကျမငွေတော့ကြီးတော့ခေါင်းပေါ်တင်းနေထောင်လို့ကျမမတင်ပေးနိုင်ပေမဲ့ပညာရွှေအိုးဆိုရဲကျမပြောကောင်းတာမဟုတ်ဘူးနော်ရွှေပြန်ဖြစ်စေမယ်ငွေပြန်ဖြစ်စေမယ်ကိုမိသားစုထောက်ပံ့နိုင်မယ်ကိုဘွားကိုတောက်ပစေမယ်ကိုကျမလိုမျိုးကျမပြောပေးတာဒီအင်းကြီးဆို2သိန်းလေးပါတန်တယ်ကျမမဝတ်နိုင်ဘူးရင်တော့ဆို2000တန်တို့ပေတုပ်တို့2000တန်တို့ကျမဝတ်ခဲ့ရတာနောက်တာမဟုတ်ဘူးကျမဟိုးရင်ပြတော့ပေတုပ်တွေနဲ့ကျမတင်နေစားခဲ့တာအားပြောကျမစူးစမ်းပြီးတော့ဝတ်ကြတာပေါ့တဲ့ဘာပဲပြော2000တန်2000တန်အင်ဂျင်ကနေ2သိန်းတန်ဘွားကိုရောက်မလာလားနောက်ဆိုရင်30နဲ့မဝတ်ရဘူးထင်လားရှင်အဲ့ဒါအင်ဂျင်ကိုမှတ်တာမဟုတ်ဘူးနော်ကိုကဖွင့်ထားတဲ့တင်တန်းချောင်းနဲ့တစ်တော်ဝတ်ပေးရတာဆရာမတို့ကိုဒီနေ့လက်မှတ်ပေးမယ်ကျမပေါ်ပေါ်ပဲပဲညာရေးဝတ်စုံနဲ့ပေးလို့ရလားဆရာမတို့ရဲ့ဒီအမှတ်တရထားမဲ့ပုံပေါ်မှာကျမတက်နိုင်ဆုံးလေးစားမှုလေးထားတာကျမကထုတ်ကြွားတာမဟုတ်ဘူးကိုကတော့ဝတ်စားအမြင့်ဆိုင်လို့ဝတ်တာမဟုတ်ဘူးဆရာမတို့တော့ဒါငါဆရာမလို့ပြတဲ့အခါမျက်နှာမငယ်ရလေအောင်လူတွေဆိုတာအပေါ်ရောင်ရင်ကြည့်တာမဟုတ်ဘူးလားရှင်ပြီးတော့မှနောက်ွယ်စိတ်တက်တို့ဘာလို့လိုက်ကြည့်တာနော်ဘာပြောကာလန်ဒေသန်သူ့နေရာနဲ့သူကျမတို့လူမဝတ်တောင်းမှာအကော့ကျမတက်နိုင်ဆုံးဝတ်တာကျမဘယ်လောက်လာလဲဒါဆိုကြောလို့ရပါပြီရှင်ရပါပြီကျမအတီလေးနေပြပါမယ်နော်ခရစ်ယာန်နေမှာကြောလည်းရရနော်ကျမအားနာလို့ပါရှင်ကျမပြန်အားနာလို့ပါနော်ဟုတ်အဓိကမရှူရဲ့အခုပေးလိုက်တဲ့ဖြောင်းကုကဲဆိုတဲ့ပညာကုံလေးကိုကြောပေးကြတဲ့ဆရာဆရာမတို့အားလုံးကျမတိတာတတ်ထားတဲ့ပညာတွေလည်းတစ်ထပ်တည်းရပါစေမြင်ပါစေသိပါစေနောက်တစ်ခုဆရာဆရာမတို့ဘဝမှာတွေ့ခဲ့ရတဲ့ဆရာတွေအားလုံးရဲ့ပညာတွေကိုလည်းမမေ့ပဲနဲ့ပေါ့နော်ဆရာကျေးဇူးတွေလည်းမမေ့ပဲတောက်ပြန်ကြောနိုင်ပါစေဆရာတွေရှိကိုသွားတဲ့အခါမှာဆရာကောင်းတစ်ပည့်ပန်းကောင်းပန်တဲ့လူတွေဖြစ်ကြပါစေတပည့်ကောင်းဘဝမှာလည်းဆရာကောင်းဘဝတွေအမြန်ဆုံးရရှိပါစေဖြစ်ရှင်တဲ့ဆန္ဒနဲ့ဘဝတွေအမြန်ဆုံးကျမပြုသမျှကုသိုလ်တွေကြောင့်ဆရာမတွေအားလုံးထပ်တူပြေးကြပါစေအမြန်ပြေးကြပါစေဆုတောင်းပေးပါရရှင်ပညာဆိုရင်တရားပါကျေးဇူးများရတယ်မျက်ရည်ပေါက်ဆိုးလာလားမျိုးနော်မျက်ရည်ဆိုးလာကဲတတင်ကဆုံရတဲ့9ရက်အတွင်းမှာလိုအပ်တာရှင်ပြောပါဒီနေ့မိခွန်းနေမိခိုင်းတာတမင်စားပြီးနော်ပညာပိုင်းပဲဖြစ်ဖြစ်တဘာပိုင်းပဲဖြစ်ဖြစ်အတွေ့အကြုံပိုင်းပဲဖြစ်ဖြစ်ကျမတင်တဲ့ပညာဖို့စီစဉ်ရှင်ပွင့်လင်းဆုံးပြောစားဘာတွေလို့လဲကျမပိုက်ထုတ်ပေးမယ်ကျမပြောတဲ့ guideline လေးတိုင်းတော့တွားဝါမရှင်ဝီလို့မရအောင်ရှင်လက်ရာတွေမဖန်တီးပဲနဲ့ရှောက်မလို့အောင်တချို့ကအိမ်ပြန်သွားရင်တပည့်တွေကိုခိုင်းတယ်ကိုယ်တိုင်မလုပ်ဘူးအဲ့လက်ရာကိုလက်ရာမှမဟုတ်တာအဲ့လက်ရာနဲ့တင်တန်းဖွင့်ဆိုင်ဒုက္ခရောက်မယ်သူများကိုညာလို့ရမယ်ကိုညာလို့မရအောင်အစအဆုံးကိုယ့်ဘက်ကိုလုံးရေလောင်းတာဆိုကျမဆိုကိုယ့်ဘက်ကိုလောင်းတာရှင်ကိုလောင်းတော့ကိုပညာထပ်မရအောင်လားချော်စင်မှာကစားလို့ရတဲ့ပညာအမျိုး20မကရှိတယ်အမျိုး20မကရှိတယ်အပြင်မှာဘယ်လောက်လှမလားချော်စင်မှာပညာ20လောက်တတ်ထည့်လို့ရတယ်အနှိမ့်ဆုံးပြောတာနော်ရှာနဲ့ရှိတောင်ရှိရချော်စင်ကျမကြီးကျယ်ပြောနေအဲ့ပညာထပ်ပြမယ်ဆိုပြီးမှမဟုတ်တော့ပြောချင်တာရောစင်မှာလည်းပညာရှိတယ်လေးမုတ်တဲ့နေရာမှာလည်းပညာရှိတယ်ဘီဖီရဲ့နေရာမှာလည်းပညာရှိတယ်နေရာတိုင်းမှာပညာရှိတယ်ဒါကြောင့်ကိုယ်တိုင်အနည်းဆုံးကောင်း30နဲ့50ခိုင်ပြီးဆရာမတို့ကိုယုံကြည်မှုပြည့်ရှိသွားလိမ့်ကိုကအားကိုးရပဲနော်ကို
ကိုကအားကိုးရပဲဆရာမကိုယုံပေးပါကျမကြီး queue site ပါကျမမနေ့က2ချက်မှာလည်းဘာလုပ်ရမလဲကျမကြီးကောင်းဖို့မနေ့စောစောရေနွေးအပူတစ်ခွက်နော်မနေ့စောစောဘိုင်းရမ်းမပူဝမ်းမရှုပ်ဘူးကျမတို့တနေ့ကုန်ရေတောက်နိုင်တဲ့လူတွေမဟုတ်ဘူးရှင်အဲ့တစ်ခွက်ကတနေ့ကုန်ဟုတ်တာမဟုတ်တာကာကွယ်လုပ်ဝယ်မဟုတ်ကြောက်ကက်တွေထိမှာဆိုလို့ရှင်ကလေးတွေကိုလည်းပြောပါရှင်နော်အဲနောက်တစ်ခုကဒီတိုင်းဆိုတောက်မှာမဟုတ်စီကြိုက်လို့ပြောပြီးထိုက်လိုက်နော်တကယ်သွားတာနော်နိုင်ဝက်ဆိုဝမ်းတန်းသွားပြီနောက်တစ်ချက်ကကျမတို့ကြဲကြဲလေး မိမစားလုံးမဲ အဲ့ဒါလေးတွေကလေးတိုင်းလိုင်းပေါ်မှာလည်းမျိုးစုံခဏခဏတင်ပေးပါရှင်ကျမလည်းခဏခဏပြောမှာကျမတို့တော်တော်များများစပင်ပညာရှင်တွေဒီကလေးမရကြဘူးပေါ်ရှင်ဖြစ်ကြတယ်မွေးတဲ့ကလေးတွေသိအဆင်မပြေကြဘူးဒီလုပ်ငန်းနဲ့အဲ့မှာ chemical တွေရှူရတဲ့လုပ်မလို့အနေပူစာထွက်လုံမယ်ဒီအသားရည်တွေကကျမတို့ပို့ပြီးတင်းပါတယ်ကောင်းမွန်တယ်ကလေးမွေးမယ်ဆိုလည်းတရေအားကောင်းတယ်ဗီတာမင် D ဓာတ်ကိုအပြည့်ရတယ်ကျမတို့ဒီမနက်အိယာနိုးလို့ပင်မလို့8နိုင်9နိုင်ထိုင်နေရမရှိတော့အလောက်ကတန်းစီလောက်อ่ะကျမတို့မနေဘူးလဲသွားချိန်မရှိတဲ့ဆရာဆရာမတွေဒီဒုက္ခရောက်နိုင်တယ်ဒါကြောင့်ကိုယ်ဝန်ထမ်းလေးတွေအဆောင်ထဲမှာအိတ်တယ်ဆိုင်ထဲမှာအိတ်တယ်ဆိုဘာလုပ်မလဲသမီးတို့မနက်9မိနစ်လောက်ထွက်လုံမှာဆိုတဲ့ဟာလေးပြောပြပါရှင်တနေ့ကျရင်အိမ်အောင်ပြုတ်ကလေးမွေးကြမှာဟုတ်ကျမဆို2နှစ်ကျော်ပြီဗီတာမင် D မရှိလို့ကလေးမရအောင်ရှင်ကျမပြောနေပုံမြင်လား ဟုတ်ပါ တကယ်ဖြစ်ရမှာမှာเนาะဒါကြောင့်ကျမရဲ့ဒီနေ့စုစုံမမှုလေးပေါ်မှာလိုအပ်တာပဲရှိရှိဘာပဲရှိနားလည်ပေးပါကျမတို့ခုကတော့တဲ့ဟာလေးကိုကျမအကုန်မစားဘူးเนาะကျမအရင်ဆုံးဖရာတရားတန်ခါလို့ပြောတဲ့အတွက်ကြောင့်ကျမဖရာနည်းနည်းကတ်မယ်ပြီးရင်တန်ခါနည်းနည်းလူမယ်ပြီးကျမရဲ့မိဘမိမိကိုနည်းနည်းကြွေးမယ်ပြီးရင်ဆရာဖြစ်တဲ့ကျမလည်းအနေနဲ့သုံးဆောင်မယ်ပြီးနောက်တဲ့ကြံတော်လည်းကျမတင့်တယ်လို့ပေါ့ကျမအလူလေးတွေခွက်လုပ်ပေးမယ်အဲကျမပြောချင်တာဘွားမှာရသမျှအားလုံးကိုကိုယ်ရဲပဲမထည့်ဘူးပေါ့နော်ဆရာမတို့ဘွားမှာလည်းဘလို့ပဲဘသူကကိုလာတိတက်နံပါတ်1ဖရာကိုတတိယပေးပါဖရာပါရှင့်ဘုရားဘာသာမှာနော်တတိယဆိုရေလေးတစ်ခွက်ပဲဖြစ်ဖြစ်သူတို့ပေးတဲ့မုံနဲ့တစ်ခုလေးတစ်ချက်လေးပဲဖြစ်ဖြစ်သူတို့အတွက်ပြန်လူပေးပါဒီဆရာမတွေအနေနဲ့နှိမ့်နယ်လို့ကိုယ့်ကိုထင်တဲ့လူများရှိခဲ့ရဲ့နှိမ့်နယ်လို့ထင်တဲ့လူများရှိခဲ့ဆရာမတို့နာမည်နှိမ့်နယ်လေးကိုကျမတို့ဒီမှာစာရွက်လေးရေးပေးခဲ့ပါကျမဒါလေးကိုကပ်ဖြစ်တဲ့ချိန်ကျရင်ဆရာမတို့ပြန်သွားပြီဆိုတော့ဒီနေ့နေကင်းသုံးပုံမနေ့ပြန်ကျမကပ်ဖြစ်ရင်ကျမနာမည်လေးရွတ်ပြီးတော့ကျမဒီကနေလူပေးမယ်မေတ္တာပို့ပေးမယ်ရှင်နော်ဒါဆိုကျင့်တတ်မလားနော်အားလုံးဒီထက်မကပေးနိုင်ကမ်းနိုင်တဲ့ body mind တွေဖြစ်ပါစေ ဒါပဲလို့ကျင်တာမလားကျမလည်းဒါပဲလို့ကျင်တာနော်အတူတူ body ကြမယ်ကဲကျေးဇူးတင်ပါတယ်ရှင်ဖိုင်းနဲ့တွေ့နော်